အားလုံးပဲမင်္ဂလာပါခင်ဗျာ Making Money Page လေးကကြိုးဆိုလိုက်ပါတယ်ကိုပိုင်လုပ်ငန်းလေးတစ်ခုစတင်ပေမဲ့အရင်းနှီးများမှာစိုးရိမ်နေရပြီလားစိတ်မပူပါနဲ့ဒီနေ့မှာတော့မြန်မာပြည်ရဲ့လက်ရှိအခြေအနေနဲ့ကိုက်ညီပြီးငွေ10သိန်းဝန်းကျင်လောက်နဲ့အလဲတကူစတင်နိုင်မဲ့အမြတ်အစွန်လက်ရနိုင်မဲ့ကိုပိုင်လုပ်ငန်း၃ခုအကြောင်းကိုပြောပြပေးသွားမှာပါကဲလုပ်ငန်း idea ကောင်းလေးတွေကိုကြည့်လိုက်ရအောင် online မှာတစ်ဆင့်ပြန်ရောင်းချခြင်းလုပ်ငန်း online resellingပထမဆုံးအချက်ကတော့ online reselling လုပ်ငန်းပါဒါဟာအရင်နည်းအနည်းဆုံးနဲ့စတင်ဖို့အကောင်းဆုံးပါအရင်နည်း10သိန်းနဲ့ပစ္စည်းအမျိုးအစားများဥပမာ fashion ပစ္စည်းစားတောက်ကုန်ချောက်အိမ်သုံးပစ္စည်းနည်းနည်းချင်းစီစမ်းတောက်ဝယ်ယူဖို့နဲ့ Facebook သို့မဟုတ် TikTok မှာကြော်ညာ boost လုပ်ဖို့အတီးကသုံးနိုင်ပါတယ်ပြည်ပသို့မဟုတ်ပြည်တွင်းကနေဝယ်လို့အားရှိတဲ့ပစ္စည်းတွေကိုဈေးနှုန်းချိုးသားစွာရှာဖွေပြီးကိုယ်ပိုင် online page သို့မဟုတ် group တစ်ခုဖွင့်ကပြန်ရောင်းချရမှာပါအားတာချက်တကတော့စိုင်ကန်းငါးကမလိုဘူးအချိန်မျိုးလုပ်လို့ရတယ်ဝယ်လက်တွေစီတစ်လွဲတကူရောက်ဖို့ social media ကိုထိထိရောက်ရောက်ထုံဖို့ပဲလိုပါတယ်အင်္ဂလိပ်စားစရာမုံလုပ်ငန်း homemade food and snacks ဒုတိယတစ်ခုကတော့အမြဲတမ်းဝယ်လို့အားရှိနေတဲ့အင်္ဂလိပ်စားစရာ homemade food လုပ်ငန်းပါဘယ်လိုစရမလဲဆိုရင်အရင်နည်း10သိန်းဒီငွေနဲ့မိဖို့ချောင်3ပစ္စည်းကောင်းကောင်းတချို့ဥပမာမှုန့်ဖုတ်ဆက်တေးသေးလေးအရောအနောဆက်ဝယ်ယူနိုင်ပါတယ်ဒါအပြင်ကုန်ကျန်းတွေလှော့ပပြီးတန့်စင်းတဲ့ထုတ်ပိုးမှု packaging ပစ္စည်းတွေအဓိကသုံးနိုင်ပါတယ်ကိုကိုယ်တိုင်ကျွမ်းကျင်တဲ့ဥမာရခိုင်မုန်တီအချိုရည်မလာရှန်ကောဆက်တဲ့品ကိုတန့်စင်းတဲ့ရပါပြုလုပ်ပြီး online ကနေ order ကောက်တာဒါမှမဟုတ်အနီးနားမှာလက်ဖက်ရည်ဆိုင်မုံဆယ်လေးလေးမှာ order app ပြီးရောင်းချနိုင်ပါတယ်အောင်မြင်ဖို့နီးလန်းကတော့တန့်စင်းမှုနဲ့အရသာကအဓိကပါပုံမှန်မဟုတ်တဲ့ creative ချစ်တဲ့စားစရာလေးတွေကိုစမ်းသပ်ထုတ်လုပ်ကြည့်ပါတင်နန်းပေးခြင်းသို့မဟုတ်ဝန်ဆောင်မှုပေးခြင်း tutoring and service တတိယနဲ့နောက်ဆုံးလုပ်ငန်းကတော့ကိုယ်ပိုင်ကျွမ်းကျင်မှုကိုအရင်ခံတဲ့တင်နန်းပေးခြင်းသို့မဟုတ်ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းပါဘလို့ဆိုင်ရမလဲဆိုရင်အရင်နည်း10သိန်းကိုကိုယ့်ရဲ့ကျွမ်းကျင်တဲ့အရာတွေကိုတင်နန်းဒီပြန်ပေးဖို့လုပ်ငန်းတွေလိုအပ်တဲ့စက်ပစ္စည်းဥပမာကင်မရာမိုက်တင်ထောက်ကူပစ္စည်းဒါမှမဟုတ်ကိုယ်ပိုင် online page တည်ဆောက်ဖို့သုံးနိုင်ပါတယ်ကိုတက်တဲ့ပညာရဲ့ဥပမာဘာစကားကွန်ပျူတာအလှပြင်ကတားစတာကို online ကနေတုံဟောက်ကိုအိမ်မှာတူးချင်းကြီးအထွေငယ်အနေနဲ့သင်ကြားပေးပါဒါမှမဟုတ်ကွန်ပျူတာစာစီရိုက်တပ်ပုံရိုက်ခြင်းစည်ရင်းပြုစုခြင်းစသဖြင့် service တွေပေးနိုင်ပါတယ်အားသာချက်ကတင်ရအချိန်နဲ့ကျွမ်းကျင်မှုကိုအဓိကအရင်နည်းအဖြစ်သုံးရတာမို့အရင်နည်းအဆုံးရှုံးမှုနည်းပါတယ်ကဲဒီလုပ်ငန်း၃ခုထဲမှာဘယ်တစ်ခုကတင်တဲ့အကောင်းဆုံးထင်မလဲအရင်ကြီးတာကငွေ10သိန်းဟာစတင်ဖို့အတွက်လုံလောက်တဲ့မီးပိုင်းလေးတစ်ခုပါအရင်နီးမွေးများမလိုပေမဲ့ကြိုးစားအားထုတ်မှုစိတ်ရှည်မှုနဲ့ဈေးကွက်ကိုလေးလာမှုကတော့မထင်မနေလိုအပ်တယ်ဆိုတာကိုမမေ့ပါနဲ့နော်ဒီလိုမျိုးစီးပွားရေး idea ကောင်းတွေကိုဆက်လက်သိရှိခြင်းရင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားပြီး notification bell လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့အောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye